အားလုံးကိုမင်္ဂလာပါခင်ဗျာဒီနေ့ဆွေးနွေးမယ့်ခေါင်းစဉ်ကြတော့သမိုင်းဆိုစီမှာမလင်ညာကောင်းလင်ညာကောင်းသမိုင်းတရားခံအောင်ခေါင်းစဉ်ပြပါတယ်ခင်ဗျာကျွန်တော်ချက်စာအုပ်မှာရခိုင်တန်က1900နှစ်တဟိုတန်က900တို့စုပေါင်းကတိုင်မဲကရာယိုလာပစ္စမတန်ကယနာတင်တော်မူခဲ့ကြသည့်ရခိုင်တို့၏ပစ္စမတန်ကယနာတင်သမိုင်းကိုအများပြည်သူတို့လဲလာပဲ့ကျွကြည့်ချင်နိုင်ကြသည်စေတနာကောင်းပြီးရတပြုစုတင်ပဲလိုက်ရပါသည်စာရဲဆရာဒွာရောက်ဒီအချင်းကိုသလရခိုင်စာပဲရင်ကျဲမှုနှင့်သမိုင်းသူတွေတေချာကြည့်လိုက်ပါသမိုင်းတရားခံကပဲသူလဲသမိုင်းကိုလင်းနေတဲ့သူတွေကပဲသူလဲနောက်ပိုင်းအကုန်လုံးသိလာမှပြပါတယ်ခင်ဗျမိမိလူမျိုးတို့ဤသမိုင်းအစအလာကိုတည်တည်မသေးလျံသူတပါတော့ရအလျံအာရကိုခံရတဲ့ဤသူကြောင့်သမိုင်းကိုသိအောင်ကြိုးစားအထောက်ကြရမည်ပြီးသမိုင်းကိုမသေးတော့သူသည်အာနေတူဤအာဟုသည်အတရှင်လျက်စကားမပြောတတ်တော့သူ့ကိုကိုရှင်ပြီးအဲ့ဒါကြောင့်ပေါ့ကျွန်တော်တို့ရဝမ်းကြတွေကကိုသမိုင်းအစအလာကိုကိုသမိုင်းရဲ့ရင်းမြစ်ကိုစင်မြစ်ကိုရှာဖွေနေတာပြပါတယ်ခင်ဗျကပအလဲနိုင်လူမျိုးတစ်မျိုးခုပြီးတယ်လာရင်သူလူမျိုးနိုင်သမိုင်းရှိကြရည်သမိုင်းမချေသောလူမျိုးစီတင်ဖို့မရှိသမိုင်းကိုလူမျိုးတစ်မျိုးရဲ့အမတန်ကြရပြင်ဒီအမဲတန်ကြရဟူသည်အမျိုးဘာသာသာသနာစကားစာပေရင်ကျဲမှုအနုပညာတို့ကိုခေါ်သည်ရအမဲတန်ကြရကိုပြောကွယ်သွားမည်ဆိုရင်သူလူမျိုးတို့မှလည်းတင်ဖို့မရှိဖြစ်တော့၏မိမိတို့တံဘူးမိမိတို့ကိုယ်တိုင်တင်းတင်းကြရမည်ပြီးသူတပါးကတင်းတင်းပဲ့ရွက်မရပါအဲ့ဒါပေါ့ဗျာကျွန်တော်တို့လည်းမိမိလူမျိုးရဲ့ဘာသာရင်ကျဲမှုအမတန်ကြရကိုစူးဆုံးပြီးတော့တင်ပြနေတာဖြစ်ပါတယ်ခင်ဗျားတို့အဲ့ဒါကိုကြားတော့ဘင်္ဂလီတဲ့ပင်ရတဲ့ကလာတဲ့ဘာရနော်အဲ့လိုအော်ပြောနေတာအဲ့ဒါတဘောကကြားတယ်လားယူတိကြားတယ်လားခင်ဗျားတို့စဉ်းစားကြည့်ပါနော်သူတို့ဒီတမိုင်းကိုပင်တိရရင်သမိုင်းဒီကောင်းသောသမိုင်းလည်းရှိမကောင်းသောသမိုင်းလည်းရှိကောင်းသောသမိုင်းကိုတန်ဖိုးထားကြရဲ့အတိုးယူကြရဲ့လိုင်းနာရှင်းသုံးကြရဲ့မတန်းတင်မောင်ကုန်းတိုးကြရဲ့မကောင်းသောသမိုင်းကိုကဆက်ဆုပ်ကြရဲ့ရွံမွန်းကြရဲ့အန္တရာယ်ဟူ၍ကျွမင်တွန်းတဲ့ကြရဲ့တန်ခမ်းသာပြီးသဘောထားကြရဲ့တို့ကြောင့်လောကမှာသမိုင်းကြောင့်ခေါင်းမှုအရေးကြီးပါတယ်ခင်ဗျာအခုခင်ဗျားတို့ရဲနေတဲ့သမိုင်းကဘယ်လောက်ထိမှန်ကန်မှုရှိလဲတေချာစဉ်းစားကြည့်ပါရိုဟင်ဂျာသမိုင်းကိုရိုဟင်ဂျာမှာပဲရဲရမှာပဲဇုံမဟုတ်ရင်ရိုဟင်ဂျာနဲ့ပိုးဖွင့်ပြီးတော့ရဲရမှာပဲရိုဟင်ဂျာသမိုင်းကိုရခိုင်မှာရဲစရာအကြောင်းမှမရှိတာခင်ဗျားတို့ရဲနေတဲ့သမိုင်းစီရိုဟင်ဂျာကိုစမ်းချင်ပြီးတော့ပြောင်းပြန်လာပြီးတော့ရဲတွန်းနေတာပြပါတယ်ခင်ဗျာသမိုင်းကိုပေါ်တော့နေကြတော့ပုဂ္ဂိုလ်တို့အနေနဲ့အမှန်တရားကိုအမှန်မလို့သိအမှားကိုလည်းအမှန်မလို့သိအမှန်ကိုအမှန်အတိုင်းအရှိကိုအချက်အတိုင်းသင်ပြမှသမိုင်းပြပါတယ်မျက်နှာကိုကြည့်ရအကြောင်းတရားပြင်ရဲနေကြရတော့သမိုင်းစီလည်းသမိုင်းကိုမဟုတ်သလိုသမိုင်းကိုမသိပဲရဲနေကြတော့သမိုင်းစီလည်းသမိုင်းကိုမဟုတ်ရှဲဟောပါရခင်ဗျာကိုရခိုင်ဘက်ကရဲနေတဲ့သမိုင်းစီမျက်နှာကိုကြည့်ပြီးတော့ရဲနေတဲ့သမိုင်းပြနေဟန်တူပါတယ်ခင်ဗျာအမှန်တရားကိုမရဲပဲနဲ့ဖန်တီးပြီးတော့ရဲနေတဲ့သမိုင်းပြပါတယ်ခင်ဗျာဝေတာလီကဲကျောက်စာပါဝဟာရရဲ့ဒူရီယာကလာရဲ့စတရာကလျာနီရဲ့ကိုလာစန္ဒရာရဲ့အဲ့ဒီဝဟာရတဲ့အကုန်လုံးဒီရိုဟင်ဂျာဘာသာစကားနဲ့ဆက်ဆဲမှုစစ်နေကြောင်းသမိုင်းကိုရဲရမှာဘာသာစကားကိုလည်းအခြေခံရတာပြီးကြောင်းရိုဟင်ဂျာသမိုင်းဝဟာရဘာသာဗေဒကိုငင်းပေလျင်သမိုင်းအမေမဟုတ်ကြောင်းတော့ပြလိုပါတယ်ခင်ဗျရခိုင်ဟူစီအာရီယံမျိုးရိုးကစင်းတဲ့လာခဲ့ကြသောအာရကဝန်သားများပြပါတယ်တကယ်လို့အဲ့လိုပြခဲ့လျင်အခုကရခိုင်ဒီဘာဖြစ်လို့တိဘက်မြန်မာစကားပြောလူမျိုးတွေပြသွားခဲ့ရတာလဲတေချာစဉ်းစားကြည့်လိုက်ပါရန်အာကရာမအာရကန်ခုအတန်ပြောင်းလဲပြီးလျင်တူမတဆင့်ရခိုင်ဟူသောအမည်နာမပြပေါ်လာခဲ့ရခြင်းဖြစ်ပါတယ်အဆိုပါအာရကအပေါင်းအာရကန်အပေါင်းရခိုင်ဟူသောဝဟာရရဲ့အဓိပ္ပာယ်မှာအမျိုးကိုဆွန့်လျှောက်တဲ့သောလူမျိုးဟုအဓိပ္ပာယ်ရပါတယ်လေโอเคအဲ့လိုဆိုတော့ဘီတိချဆွေစွန်ချာမှာဘယ်လိုရဲလဲ By 1911, the number of Hindus in the AC district had risen to 14,454, brought about chiefly by yearly immigration. The Mohammedan population differs in many important particulars from the Hindu population. One noticeable difference is that Mohammedans intermarry freely with the women of the country who, nominally at least, become Muslims, whilst the former rarely do, as they could not associate and eat with their wives and children without losing caste. One of the results is shown in the paucity of Hindu children. Another important difference, pointed out in the census report of 1911, is the resistance offered by Mohammedans to absorption by Buddhist races. This is manifested in the race and religion of the issue of mixed marriages.
whereas the children of mixed marriages between Hindus and Burmese tend to become assimilated by the Burmese in the first or second generation. The children of mixed marriages between Mohammedans and Burmans generally adopt the Mohammedan religion. The result of this is that, whereas the Hindu community is recruited mainly by immigration, the immigration of previous generations having been absorbed by Buddhism, the Mohammedan community has a much more lengthy association with the province. Okay, kaya mama bata biyan ko na kung diba. Katong ko yung sisi kunit wing, tukarang akwensi Hindu luye ma, tatong le ya, nga se leo ati tumin lake ya. Lagandi, adiga aping, naizen wayo achecha la tu miya jo, people la chimpi bare. Muslim luye di, ayeji do ache miya zwadwi, Hindu luye ni, kwe pya chana bare. Tincha kwe pya chete ko ma, Muslim ya di, data ka amutami miya ni, alwe den lete le shibi, to amutami miya di, aneso amia api mu, Muslim bata do, kupyon jazo le, Hindu miya mamu, to do, Tulo yan alwen chapa bare. Ajoma, Hindu miya aneping, zani maya ni, tatami miya ni, fountain sesan chin, atuta kwa satao chin miya, Tulo bar, legendo ye lumiuda, gondi kago, sonjo yami pizo jompi bare. Legen ye achu setago ma, Hindu atang awain kle ure, nepa neshin pi bare. Tarango ya sete kune lu ye sayin asin kanza duin popiata, asha aye jizo kwebya jetago ma. Muslim ya di Buddha bada lu mu mya ja twin ponsi wan yaw twat chin ko ko kwan twon lan nain zwen chi chin bin pit pare ya ache ko yono lete mu mya ma mwe pwa la do tha sin mye set do ye lu mu ni bada ya cha ne twin tin cha zwa twin min nain pare Hindu mya ni mema lu mu mya aje yono lete mu ma mwe pwa la zo kele mya di Padama music zomo Duriya music apen ma bi mema lu myu mya ni lunwa ponse twale shi zo le Muslim mya ni mema lu myu mya aja yaw no lete mu ma mwe pwa la do kle mya ma mu Muslim bata ko amya api sele bi do pukwe le shi bare kemya yan ye achu se anepin Hindu atain awain di ate wan yo la tu mya jawn ta lu ye pyan le tu pwa la ya bi Yakin music mya ga wan yaw la zo Hindu mya ma mu Buddha bata ni lunwa paung si kwe pyaw twa ke zo le Muslim atang awai ma mu tu pi ne atwen twin ashin kala ato cha on mimi do ye wi de da lakana mya ko tin tin ta nan ke bare ke mya Okay အဲ့လိုဆိုတော့အခုကရခိုင်တော်ကပြောနေတာရဟိုင်းအာရကန်ရကိုင်းအာရကန်ဆိုတော့ဝါဟာရစီလူမျိုးကိုဘာသာကိုတင်းတင်းဆွန့်လျှော်တဲ့အဓိပ္ပာယ်ပေါ်ဆောင်နေတာတွေ့ရှိရပါကြောင်းပြောကြနေပါတယ်အမှန်တကယ်ပြောရင်လူမျိုးကိုဘာသာကိုဆွန့်လျှော်တဲ့ထဲမှာအခုကရိုဟန်ဂျာတွေပြည့်နေကြောင်းဗြိတိရှဆွေစုံချမ်းမဒမ်းများအရထင်ရှားတိတ်တယ်နေပါတယ်ဒီဗီဒီယိုကိုချစ်ချွတ်အားပေးသူတိုင်းကိုကျေးဇူးတင်ပါတယ်ခင်ဗျာ